အာဂျင်တီးနားအသင်းဟာအယ်ဂျီးရီးယားအသင်းကို3ဂိုးမရှိဆိုတဲ့ပြတ်သားတဲ့ရလဒ်နဲ့ဘာမှပြောစရာမလိုအောင်ကိုအပြတ်သက်အနိုင်ရရှိခဲ့ပါတယ်။ဒါဟာသူတို့ရဲ့ကမ္ဘာ့ဖလားအိမ်မက်ကိုအကောင်းဆုံးနဲ့အထာအကျဆုံးပုံစံတစ်ခုနဲ့စတင်ခီးလှမ်းလိုက်တာပါ။အံဖို့ကောင်းတာကကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးသားအသင်းတစ်သင်းဖြစ်ပေမဲ့ရော်နေမသွားတဲ့သူတို့ရဲ့စိတ်တက်ပိုင်းနဲ့ဂျိုးစားအားထုတ်မှုတွေဟာအာဂျင်တီးနားအသင်းကိုအခုကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းအဝေးကြီးအထီကိုမှဆက်လက်ရှောင်လန်းနိုင်မဲ့အလားအလာကောင်းတွေကိုကမ္ဘာကြီးကိုထင်ရှားအောင်လို့ပြသလိုက်တာပဲဖြစ်ပါတယ်။ဒီကနေ့ပွဲရဲ့ highlight ဖြစ်ဆုံးအကြောင်းကိုပြောမယ်ဆိုရင်တော့ကမ္ဘာ့ဘောလုံးလောကရဲ့ကစားသမားကြီးဖြစ်တဲ့ Lionel Messi ရဲ့ပြိုင်ပွဲကင်းတဲ့စွမ်းဆောင်ရည်ကိုတစ်ဖက်ပြန်လည်ပြီးတော့မြင်တွေ့ခဲ့ရတာပါ။ဒါမဲ့ဘက်ထဲမှာအသက်39နှစ်ပြည့်တော်မဲ့ Messi ဟာကမ္ဘာ့ဖလားကဲ့သို့သောအမျိုးဆုံးပွဲကြီးမှာအားလုံးကိုပါဆက်အဟောင်းသားဖြစ်သွားရလောက်မဲ့အံအသင့်ပွဲရာ hat-trick ဂိုးကြီးကိုသွင်းယူပေးခဲ့ပါတယ်။ပထမဦးဆုံးရရှိတဲ့ဂိုးကအေဒီယာပပတ်လေကနေပြီးတော့လှပစွာကန်သွင်းသွားခဲ့တာဖြစ်ပြီးတော့ဂိုးသမားရဲ့နေရာယူမှုလိုအပ်ချက်ရှိခဲ့တယ်လို့လည်းဝေဖန်မှုတချို့ကရှိပေမဲ့မက်ဆီရဲ့ကန်ချက်ကအလွန်ကမှတိကျပြီးထောင်ထဲကိုကွက်တီဝင်ရောက်သွားခဲ့တာမို့လို့ဂိုးသမားအနေနဲ့ကလည်းမတက်နိုင်ခဲ့ပါဘူး။ဒုတိယဂိုးမှာဆိုရင်တော့ဖြင့်အလက်စတာကန်ထွက်လာတဲ့ဘောလုံးကိုညာချီနဲ့အသာလေးပိတ်သွင်းခဲ့တာဖြစ်ပြီးတော့ထိုဂိုးမတိုင်ခင်မှာလည်းတိုက်စစ်တီဆောင်မှုကိုလည်းမက်ဆီကိုရိုင်းကပဲဂိုးလယ်ကနေစတင်တည်ဆောင်ပေးခဲ့တာမို့လို့သူ့ရဲ့ play mark ကပြီးသားမှုကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ပြီးတော့မက်ဆီသွင်းယူခဲ့တဲ့တတိယမြောက်ဂိုးကတော့၎င်းရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာအမြဲသွင်းယူလေးရှိပြီးပရိသတ်တွေမြင်ရတာနဲ့တင်ကိုတန်းတည်တဲ့ပြိုင်ဘက်ကင် trademark ဂိုးပုံစံမျိုးဖြစ်ပါတယ်။ဘယ်ချန်ကနေဂျိုရီယေဘာထန်ကနေကိုဘောလုံးရရှိပြီးတော့ရင်နောက်အေဗီယာထိပ်မှာမက်ဆီကအမြဲရှိနေတာကကန်သွင်းလေးရှိတဲ့ဘာစီလိုနာအသင်းကပုံစံအတိုင်းကိုအခုပွဲမှာလည်းဘယ်ချန်ကဖြတ်တင်ပေးပို့လာတဲ့ဘောလုံးကိုပပနက်နက်နဲ့အသာစီးရယူပြီးတော့ကန်တင်းသွားခဲ့တာဖြစ်ပါတယ်။ကာစီလက်တို့ကီလာနာဗက်လိုမျိုးကမ္ဘာထိပ်တန်းဂိုးသမားကြီးတွေတော်မှာမက်ဆီရဲ့အခုလိုမျိုးကန်သွင်းမှုတွေကိုအချိန်ချင်းခံခဲ့ရပူပြီးတော့အခုပွဲမှာလည်းဂိုးသမားတွေဖြစ်တဲ့လူကာစီတန်မှာဘာမှမတက်နိုင်ဘဲနဲ့ခံခဲ့ရပြန်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲသမိုင်းမှာအသက်ကြီးဆုံးအဆင့်နဲ့ hat-trick သွင်းယူနိုင်ခဲ့တဲ့ခရစ္စတီယာနိုရိုနယ်ဒိုရဲ့စံချိန်ကိုကျော်ဖြတ်ပြီးတော့မက်ဆီကအသက်39နှစ်အရွယ်အင်မတန်ကောင်းကိုစိုက်ထူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီခုခါမှာတော့မက်ဆီဟာအသင်းဘော်တွေကိုပို့ပြီးယုံကြည်လာပြီးတော့မလိုအပ်တဲ့ပင်ပန်းမဲ့အလုပ်တွေကိုမလုပ်တော့ဘဲနဲ့အသင်းအတွက်အခွင့်အရေးဖန်တီးပေးတာတွေနဲ့လိုအပ်တဲ့အချိန်မှာဂိုးသွင်းယူခြင်းတို့ကိုသာအမှုပညာဆန်ဆန်လှုပ်ဆောင်သွားတာကိုတွေ့ရမှာပါ။၎င်းရဲ့စွမ်းဆောင်ရည်တွေဟာပရီးမီးယားလိလာလီဂါလိုမျိုးထိပ်တန်းလိတွေမှာဆက်လက်ကစားနိုင်စေဖြစ်ကြောင်းကိုတက်တည်ပြနေတယ်လို့ပါပဲ။အာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားအိမ်မက်ကအခုဆိုရင်တော့မက်ဆီတူရဲ့ပေါ်မှာမူတည်နေတာမဟုတ်တော့ဘဲနဲ့အသင်းလိုက်စုစည်းမှုတွေအထူးကောင်းမွန်တာခန်းစင်းနဲ့ကွင်းလေတည်ငြိမ်နေတာတွေကြောင့်မို့လို့ပုံပြီးခိုင်ခန့်လာခဲ့တာဖြစ်ပါတယ်။အတင်းသားတွေအားလုံးကလည်းမက်ဆီအတွက်ဆိုရင်ကွင်းထဲမှာအားသွန်ခွန်ဆိုင်ကစားပေးဖို့ကိုအမြဲတမ်းအဆင်သင့်ရှိနေကြပြီးတော့နီးပြတ်စကာလိုနီကလည်း၎င်းတို့အတွက်ကိုအကောင်းဆုံးသောကစားကွက်စနစ်တွေကိုပြင်ဆင်ပေးထားတာကိုလည်းမြင်တွေ့ရပါတယ်။အာဂျင်တီးနားအသင်းဟာယခုပွဲမှာပြိုင်ဘက်ကိုအပြတ်သက်နိုင်ရရှိခဲ့ရတွေမကဘဲနဲ့၎င်းတို့ရဲ့စွမ်းဆောင်ရည်ကထိပ်တန်းအဆင့်မှာဆက်လက်ရည်တည်နေကြောင်းကိုလည်းဒီကမ္ဘာလုံးကိုတက်တည်ပြနိုင်ခဲ့တာမို့လို့ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းချန်ပီယံဆုကိုဆက်လက်ပြီးတော့ထိန်းသိမ်းက၎င်းတို့ရဲ့အိမ်မက်တွေကိုထပ်မံအကောင့်ထဲပေါ်နိုင်ဖို့အတွက်ကိုမှအလားအလာအလွန်ကိုမှကောင်းမွန်နေကြောင်းကိုလည်းသုံးသပ်မိပါတယ်။ကဲပရိသတ်တွေအနေနဲ့ကရောမက်ဆီရဲ့အသက်39နှစ်အရွယ် hat-trick စံချိန်နဲ့အာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားအိမ်မက်အပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆသလဲဆိုတာ comment လေးမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။